ပြန်ပြောပေးနော်ကြားတဲ့ဒီကနောက်ကျမှမကြားတဲ့ဒီပြန်ပြောပေးအမေနံပါတ်1ကအရေးကြီးဆုံးပြောချင်တာဒီကလူတွေကိုတိတ်မအော်နေတာအော်နေကြမှာမဟုတ်ဘူးနေမှကြားမှာဒီကလူတွေကိုမဲ့ပြီးတော့မထားပါဘူးလို့နော်မဲ့ပြီးတော့မထားပါဘူးလို့နော်နောက်ပြီးတော့အမေတို့အနေနဲ့ဒီကဒုက္ခတဲ့စကားမှာကျမရေးရလိုအပ်ချက်တွေကိုတတ်နိုင်တယ်များဖြစ်ပြီးစီးပေးဖို့ကြိုးစားပါမယ်လို့ဒါပေမဲ့မရှိဘူးတဲ့မိုက်ကွန်မရှိဘူးတဲ့မိုက်ကွန်မရှိတော့အော်ဖို့ပဲရှိတယ်အဲ့တော့စပီကာမတော်မပေးထားတာဘယ်နဲ့လုပ်မလဲအဲ့တော့အားလုံးကိုမမေ့ထားပါဘူးလို့ကြိုးစားပြီးတော့လုပ်ပေးပါမယ်နောက်ပြီးဒီနေ့ကျအားလုံးအိမ်ပြန်လာနိုင်အောင်လို့ကြိုးစားပါမယ်လို့နော်တခြားလူတွေကိုပြောပေးပါအရှိရလူတွေအနောက်ကလူတွေပြောပေးပါနော်အားလုံးကျေးဇူးတင်တယ်ကျမချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်